commentary ပိုင်းဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ Premier League မှာ Big Match ပွဲစဉ်မပါဘဲနဲ့အသင်းကြီးတချို့ကအသင်းလက်တွေအသင်းငယ်တွေနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်တွေက Brentford နဲ့ Man United ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးကြပါမယ်Brentford တင်ကတော့ဒီရာသီမှာကစားသမားတွေရောနီးပြပါဆုံးရှုံးထားခဲ့ရပြီးတော်တော်လေးကိုရုန်းကန်နေရတဲ့အသင်းသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Mbeumo တို့ Wissa တို့ကိုလက်လွတ်ခဲ့ရတယ် Thomas Frank ကစပါကိုပြောင်းသွားတဲ့အနေအထားမျိုးမှာအသင်းကတော်တော်လေးရင်းရိုင်နေပြီးတော့နီးပြသစ် Kate Andrew လက်အောက်မှာတည်ငြိမ်မှုပျောက်ဆုံးနေတယ်ဒီရာသီမှာလည်းပွဲစဉ်9ပွဲကစားပြီးမှရမှတ်4မှတ်ပဲရထားသေးတယ်ပုံမှန်ဆိုရင်တော့ Brentford ကစားခတ်တယ်မာကြောတယ်စူးစီးမှုကောင်းတယ် physical ဘိုင်းအားကောင်းတဲ့အသင်းဖြစ်မြင်ရလိမ့်ရှိပေမဲ့ဒီရာသီမှာတော့ Brentford တင်ကအဲ့ဒီဝိသေသတွေပျောက်ဆုံးနေပြီးတော့ဒီနေ့မှာ Man United ကိုသူတို့အနေနဲ့ဘယ်လောက်ထိအကောင်းဆုံးတုံ့ပြန်သွားမလဲဆိုတာကြည့်ရမယ် Man United ကလည်းဒီရာသီမှာတာထွက်သိပ်ကောင်းတဲ့အသင်းတွေထဲမှာမပါဘူး9ပွဲကစားထားမှာရမှတ်9မှတ်ရထားတယ်ဒါပေမဲ့ Man United ကဒီ9ပွဲမှာအသင်းကြီးတွေက Arsenal နဲ့တွေ့ထားတယ် Man City နဲ့တွေ့ထားတယ်ပြီးခဲ့တဲ့ဘက်က Chelsea နဲ့တွေ့ထားတယ်ဆိုတော့9ပွဲမှာအသင်းကြီး3သင်းနဲ့တွေ့ထားတဲ့အနေအထားကြောင့်9ပွဲကစားပြီးရမှတ်9မှတ်ဆိုတာကအရင်ကြီးစိုးတဲ့အနေအထားလို့ပြောလို့မရဘူးသူတို့အတွက်အပေါင်းလက္ခဏာဆောင်တဲ့ချက်ကပြီးခဲ့တဲ့ဘက်က Chelsea သင်းကို 2-1 နဲ့အနိုင်ရပြီးတော့အသင်းကြီးချင်းတွေ့တဲ့ပွဲမှာနိုင်ပွဲရှာထားနိုင်တဲ့အတွက်ကြောင့်ဒီပွဲမှာသူတို့ဘယ်လောက်ထိ Brentford ကိုအကောင်းဆုံးပုံစံနဲ့ဖိအားပေးသွားမလဲဆိုတာစောင့်ကြည့်သွားရမယ်Man United တင်ကတော့ဒီရာသီကစားထားတဲ့ Premier League ပွဲစဉ်တွေမှာကန်ချက်81ကြိမ်ထိရှိပြီးတော့တပွဲကိုပြန်မြကန်ချက်က16.1ကြိမ်ရှိထားတာကိုတွေ့ရတယ်မနှစ်ကတပွဲပြန်မြ73.9ကြိမ်နဲ့ရှင်မယ်ဆိုရင်သူတို့ရဲ့ကန်သွင်းချင်းချောင်းမှုတွေပို့ပြီးတော့တိုးတက်လာခဲ့တယ်လို့ expected goal per game ကလည်းတပွဲကိုပြန်မြ2.33ထိရှိပြီးတော့မနှစ်ကတပွဲကို1.33နဲ့ရှင်မယ်ဆိုရင် expected goal လည်းတက်လာခဲ့တာကိုတွေ့ရတယ်တစ်ဖက်မှာတော့ Brentford တင်ကဒီရာသီကစားထားတဲ့ Premier League ပွဲစဉ်တွေမှာကန်ချက်41ကြိမ်ပဲရှိပြီးတော့United ရဲ့ထက်ဝက်လောက်ပဲရှိတယ်ကန်ချက်အများဆုံးအသင်းနဲ့ဒီရာသီမှာကန်ချက်အနည်းဆုံးအသင်းထိပ်တိုက်တွေ့တဲ့ပွဲ Man United တင်ရဲ့ကန်ချက်81ကြိမ်ထဲမှာ Mbeumo တယောက်တည်းကကန်ချက်15ကြိမ်ထိလှုပ်ထားခဲ့ပြီးတော့ Haaland 21ကြိမ်ပြီးရင်ဒီရာသီမှာဒုတိယကန်ချက်အများဆုံးဒီပွဲက Mbeumo နဲ့အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရမယ့်ပွဲဖြစ်ပြီးတော့မနှစ်က Brentford တင်အတွက်ဂိုး20သွင်းပြီးတော့သွင်းဂိုး9ဂိုးဖန်တီးနိုင်ခဲ့တဲ့ Mbeumoသူ့ရဲ့အသင်းဟောင်း Brentford ကွင်းမှာဘယ်လောက်ထိခြေစွမ်းပြနိုင်မလဲဆိုတာလည်းစောင့်ကြည့်သွားရမယ်။နောက်ထပ်စောင့်ကြည့်ရမယ့်ကစားသမားကတော့ Bruno ပါ။ Bruno ကဒီရာသီမှာ chance create တွေအများကြီးလုပ်ထားတဲ့ကစားသမား။အဲ့ဒီထဲကနေ open play ကနေ chance create လုပ်နိုင်တဲ့အပိုင်းမှာလည်း Premier League ရဲ့ခေါင်းထဲမှာရှိနေခဲ့ပြီးတော့ဒီရာသီမှာပြိုင်ဘက်ရဲ့ area တွေကို line breaking pass တွေပြပို့မှုမှာလည်း8ကြိမ်ထိရှိတာဆိုတော့ Bruno ကဒီနေ့ရဲ့အဓိက key player အဖြစ်ရှိနေမယ်လို့ယုံကြည်တယ်။ထိတိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုတော့မနှစ်က Brentford တင်ကအိမ်ကွင်းမှာအပြန်အလှန်သွင်းဂိုးတွေနဲ့ 4-3 နဲ့အနိုင်ရထားပြီးတော့အိမ်ကွင်းမှာနောက်ဆုံး3ကြိမ်ဆက်တိုက် Man United ကိုမရှုံးအောင်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်။နှစ်ပွဲနိုင်တစ်ပွဲတည်ကျထားပြီးတော့ဒီနေ့သင်းတွေ့တိုင်းအိမ်ရှင်သင်းတွေအမြဲလိုအသာရလေးရှိပြီးတော့နောက်ဆုံး9ကြိမ်တွေ့ဆုံထားတာမှာအိမ်ရှင်သင်းတွေက6ကြိမ်ထိအနိုင်ရထားတယ်ဆိုတော့ဒီဘက်မှာ Brentford အနေနဲ့ရလက်ဆိုးတွေကနေရုံထွက်သွားနိုင်မလားဆိုတာလည်းစောင့်ကြည့်သွားရမယ်။နောက်ထပ် Man United နဲ့ပတ်သက်ရင်စိုးရိမ်စရာကောင်းတဲ့အချက်ကတော့အဝေးကွင်းနောက်ဆုံး9ပွဲဆက်တိုက် Premier League မှာနိုင်ပွဲပျောက်ထားပြီးတော့2ပွဲတည်9ပွဲထိရှုံးထားတယ်။2019 match ကနေအောက်တိုဘာအတွင်းမှာအဝေးကွင်း10ပွဲဆက်နိုင်ပွဲမရခဲ့တဲ့မှတ်တမ်းပြီးရင်သူတို့ရဲ့အဝေးကွင်းရလက်တွေကတော်တော်လေးစိုးရိမ်စရာကောင်းတယ်နောက်တစ်ချက်ကတော့ Man United ကလန်ဒန်မှာသွားကစားတဲ့နောက်ဆုံး24ပွဲမှာနိုင်ပွဲ3ပွဲပဲရှိပြီးတော့6ပွဲတည်15ပွဲထိရှုံးထားခဲ့တယ်ဆိုတော့ Man United အနေနဲ့လန်ဒန်မှာသွားကစားရင်ရလက်မကောင်းတာတွေ Premier League မှာအဝေးကွင်းရုပ်ကန်နေရတာကိုဒီနေ့မှာခြေဖြတ်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမယ်Asian Brentford တင်ကလည်းဒီရာသီကစားထားတဲ့ Premier League 9ပွဲမှာပေးဂိုး10ဂိုးထိပေးထားခဲ့ရပြီးတော့ပြိုင်ဘက်ရဲ့ကန်သွင်းချိန်ချောက်မှုတွေကိုဒီရာသီမှာအကြိမ်80ထိရင်ဆိုင်ခဲ့ရပြီးတော့ဘန်လီ65ကြိမ်ပြီးရင်ဒုတိယအများဆုံးအသင်းက Brentford ဖြစ်နေတယ်။ Brentford တင်ကတော့ဒီရာသီမှာ winning position အနေထားနဲ့ရမှတ်10မှတ်ထိဆုံးရှုံးထားခဲ့ရပြီးတော့၄ပွဲဥဆောင်ကိုသွင်းခဲ့ရမှာနိုင်ပွဲတစ်ပွဲပဲရပြီးတစ်ပွဲနိုင်တစ်ပွဲတည်နှစ်ပွဲပြန်ရှုံးထားတယ်။2009-2008ဘောလုံးရာသီက Fulham 9ပွဲကစားပြီးမှရမှတ်9မှတ်ဆုံးရှုံးခဲ့တာပြီးရင် winning position ကနေအဖွင့်9ပွဲတွင်းမှာရမှတ်အများဆုံးဆုံးရှုံးထားတဲ့အသင်းက Brentford ဖြစ်နေတယ်။ဆိုတော့ Brentford အသင်းကဥဆောင်ဂိုးတွေကိုလည်းမထိန်းနိုင်ဘူး။ပေးဂိုးတွေလည်းမြင့်တက်နေတယ်။တိုက်စစ်ကလည်းစိတ်ချလို့မရဘူးဆိုတော့ Brentford နဲ့ပတ်သက်ရင်အားရစရာကောင်းတဲ့အချက်ဆိုလို့သူတို့ရဲ့အိမ်ကွင်းအားသာချက်ထိတိုက်တွေ့ဆုံထားတဲ့မှတ်တမ်းလောက်ပဲရှိတယ်။ Man United ကတော့ဒီဘက်မှာအဓိကစားသမားတွေပြန်ပြီးတော့ပါလာဖို့များတယ်။အထူးသဖြင့်ကူညာပြန်ပါဖို့များပြီးတော့ကူညာနဲ့ Mbeumo ဘယ်ညာတွဲလိုက်မယ်ဆိုရင် Ahmed Diallo ကညာတောင်ပံဝင်းဘက်နေရာကိုပြန်ရောက်သွားမယ်ဆိုတော့ပိုအားကောင်းတဲ့ကစားဟန်ကိုမြင်တွေ့ရနိုင်တယ်။ဒါပေမဲ့ဒီပွဲစဉ်မှာ Bruno Fernandes နဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာအတူတွဲကစားတဲ့ Casemiro ကနှစ်ဝါတနီနဲ့ထုတ်ပယ်ခံထားတာကြောင့် Bruno Fernandes နဲ့ဘယ်သူတွဲကစားမလဲဆိုတဲ့အပိုင်းကစဉ်းစားဖို့လိုတယ်။ဒီဘက်မှာကျွန်တော်အကြိုက်ကိုရွေးပါဆိုရင်တော့နှစ်သင်းလုံးရဲ့ခံစစ်တွေကိုကျွန်တော်စိတ်မချဘူး။တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ Man United ကနည်းနည်းလေးပိုတာတယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့
နှစ်သင်းပေါင်းအပြန်အလှန်သွင်းကိုတွေများအောင်မယ်လို့ယူဆတယ်ဒီပွဲအတွက်ဆိုရင်တော့ကျွန်တော်နှစ်သင်းပေါင်းသွင်းကိုများမဲ့ဘက်မှာနေချင်ပါတယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Brentford နဲ့ Man United ပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်